ဘုဒ္ဓဘာသာမှာဆိုရင်ဆိုရှိရလေကြားဦးကြမယ်တင်ဆင်းရဲစာတာပါတယ်လို့ဘာလို့မဖြစ်မြောက်ဘူးလို့ဆိုတာမျိုးပေါ့နော်ခါလေးကြရင်တချို့ကိစ္စတွေကလို့တကယ်ရည်ရတယ်ဘယ် motivation ဆရာမလည်းမကယ်နိုင်ဘူးဘယ်လောက်စူးစမ်းလဲနေရာမရဘူးနောက်ဆုံးရှာဖွေရင်းစူးစမ်းရင်းရုန်းကန်ရင်းနဲ့ပဲတေဝါတယ်ဘာမှမဖြစ်လိုက်ဘူးပေါ့နော်အဲ့လိုနဲ့တေဝါပြီးဆိုရင်ဘွားနေကောင်ကချုပ်သွားတာပဲအဲ့လိုနဲ့မှာဒီထူးထူးခြားခြားလူတယောက်ကကြတော့သူလူဘဝတော့ငါပေါ့နော်ဒီချမ်းသာခြင်းလုံးလို့မဟုတ်တာအကုန်လုပ်ခဲ့တယ်ဒါပေမဲ့အဲ့လိုမဟုတ်တာအကုန်လုပ်ခဲ့ပေမဲ့မချမ်းသာပဲနဲ့တေဝါတော့မှချမ်းသာသွားတဲ့လူတယောက်ရှိရပေါ့နော်အဲ့ဒီသူ့နာမည်ကကြတော့အမ်မာမက်ကာတီဆိုတဲ့လူကဒီထူးဆန်းတဲ့လူကပေါ့နော်သူ့ရဲ့ငယ်ဘဝကလည်းပုံမှန်မဟုတ်ခဲ့ဘူးပေါ့ဒီအမ်မာမက်ကာတီကို1880ခုနှစ်မှာသူ့အမေအသက်ပေါ့နော်သူ့မိသက်18နှစ်အရွယ်မှာပဲမွေးခဲ့တယ်ဒီအဖေမရှိဘဲနဲ့တိတ်ပုံမွေးခဲ့ရတဲ့သဘောပေါ့မက်ကာတီကိုလည်းသူ့အမေရဲ့အကိုဒါသူ့ဦးလေးဖြစ်တဲ့သူကမွေးစားခဲ့တာဦးလေးဆုံးပြီးတော့မကြခင်မှာပဲသူ့အမေရင်းကသူ့အမေဖြစ်ကြောင်းကိုဒါဝန်ခံခဲ့တယ်ဒီလိုဖြစ်ပတဲ့ကြောင့်မို့လို့လေသူ့မှာငယ်တည်းရပေါ့နော်ဒီစိတ်တန်ရရဲ့ကြီးကျယ်ရခဲ့ပြီးတော့မှဒီကလေးဘဝကနေပြီးတော့မှနောက်ဆက်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာရက်ဆွဲပြဿနာပေါ့နော်အဲ့ပြဿနာစဖြစ်လာတယ်နောက်ပိုင်းကျတော့မှဒီသူဖွားနေနေရနဲ့ပဲပိုက်ပြင်နဲ့အလုပ်ကိုလုပ်တယ်သူ့ရဲ့ပြဿနာအလုပ်မှာကြတော့တော်တဲ့သူတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီ1893ကနေစလိုက်တဲ့စီးပွားရေးပြက်ကကြောင်မို့လို့1898ခုနှစ်လောက်မှာကြတော့ဒီမက်ကာလီရဲ့မိသားစုကစပြီးတော့ထိခိုက်လာတယ်ပေါ့နော်နောက်ပိုင်းမှာသူအလုပ်ပြုတ်သွားတယ်ဒီစီးပွားပြက်ကကြောင်မို့အလုပ်ပြုတ်သွားတယ်3နှစ်အတွင်းမှာပဲအမေရောအဖိုးရောကအဆုံးနဲ့သူနေရီတခြားပေါ့နော်လဲသွားလာရင်းနဲ့ပဲဒီတတ်ထုသွင်းလှုပ်သားဘဝနဲ့ပိတ်ပြင်သမားဘဝနဲ့ပဲသူတောက်လျှောက်မှလုံနေခဲ့ပေါ့အဲ့လိုနဲ့သူလှုပ်သွားဘူးတဲ့သူ့သွင်းဒီလှုပ်သားဘဝကနေနောက်ပိုင်းစစ်တပ်ထဲဝင်သွားတယ်စစ်တပ်ထဲဝင်သွားတော့မက်ကာလီကအဲ့စစ်တပ်ထဲမှာဘာတက်လာလဲဆိုတော့ရန်နေအကြောင်းပေါ့အဓိကတော့ဒီပောက်ကွဲတဲ့ပစ္စည်းရန်နေအကြောင်းသင်ခဲ့ရတယ်အဲ့မှာအဲ့ဒီတင်ခဲ့ဘူးတဲ့ခါကျတော့နောက်ပိုင်းသူ့ဘဝကဒီသူ့ရဲ့အသက်မဝင်းကြောင်းနေနဲ့ဘဲဘက်ကိုရောက်သွားလဲဆိုတော့ယထာသမ ्या တိုက်တဲ့အပိုင်းကိုသူရောက်သွားဟဲ့အလုပ်ကိုသူရွေးချယ်လိုက်တယ်ပေါ့ဖြစ်ချင်တော့အဲ့ဒီမှာသူ့ရဲ့ဇလန်းတွေကလွယ်ချော်နဲ့အိမ်မှာစတာပါပဲပထမဆုံးအလွဲရကြတော့တမဏိမိကန်တစ်တာကိုဖောက်ခွဲဖို့အတွက်ပေါ့နော်ဒီမိကန်တစ်တာကြီးကိုဖောက်ခွဲဖို့ဒီရန်နေတုံးတဲ့ခါမှာဒီရန်နေရဲ့ပမာဏကတုံးတာအရန်များသွားရောအဲ့ကြတော့ဖြစ်ချင်တဲ့ခါကျတော့တစ်တာကပွင့်မလာတော့ဘဲနဲ့ငွေဒင်းကားတွေကရေးပျော်ပြီးတော့တစ်တာမှာကတ်ကုန်တယ်အဲ့တော့နောက်ဆုံးပါလာတဲ့ဒေါ်လာကဒေါ်လာ4500ကျော်မှာဒေါ်လာ450ပဲသူရလိုက်တယ်ပေါ့နော်နောက်ဒုတိယအမှားကြတော့ဘန်မာဓမြတိုက်ရန်အသုံးမတက်လို့ဒီအထက်ကငွေတွေကပိုင်းပြက်ကုန်ပါတယ်ဒီနောက်ဆုံးလွဲရကြတော့ယထာကိုမှားပြီးတော့တိုက်တဲ့ကိစ္စပေါ့နော်ဓမြတိုက်တာယထာမှားပြီးတိုက်1931ခုနှစ်မှာဒေါ်လာ4သိန်းပါလာမဲ့ယထာကိုသူတို့အဖွဲ့ကစောင့်နေကြတာပေါ့တိုက်ဓမြတိုက်ဖို့အဲ့မှာသူတို့အဖွဲ့ကအချိန်မှားပြီးတော့တခြားဒီယထာကိုတိုက်ပြီးလို့ခီးတယ်တင်ယထာကိုပဲမှားတိုက်ပြီးလို့ဒီရက်နည်းနဲ့46.25ဒေါ်လာပဲသူတို့ကြားလိုက်ကြတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာနောက်ဆုံးတော့အမမက်ကာတီရဲ့နောက်ဆုံးဓမြတိုက်ပြီးမှရဲတပ်ဖွဲ့ကသူ့ကိုလိုက်ဖမ်းနေတဲ့အချိန်မှာဒီသူကလည်းအဲ့လိုတင်းရှောင်နေပဲဒီရပိုင်းအကြာမှာတင်းနတ်ဒိုင်ရန်နဲ့တေဝါတယ်သူတေဝါတော့သူ့ရဲ့အလောင်းကိုဥကလာဟိုမှာဖြစ်ွယ်ဟုံးတစ်ခုပို့လိုက်ကြတယ်အလောင်းပြင်တဲ့သူတွေကဆေးပြင်စားစိတ်ပြီးတော့စောင့်နေပြီမဲ့သူ့ကိုလာထုတ်မဲ့ဆွေမျိုးတိမဆွေတယောက်မှရောက်မလာခဲ့ကြဘူးပေါ့နော်နောက်ဆုံးတော့သူကတေသွားပြီးတော့မှပဲသူရဲ့ star ဘဝကသူပြန်ဆလာတယ်နောက်ဆုံးတော့ဇာဗနာအင်အားပိုင်ရှင်ကအလောင်းပြင်ကားတွေဆေးကားတွေသူဈေးမကြည့်လို့ပေါ့နော်အဲ့တော့မက်ကာလီရဲ့အလောင်းကိုတင်းနှက်တလက်ကင်ခိုင်းပြီးတော့ဒီနန်းရံမှာရက်ခိုင်းတယ်အဲ့ဒါပြီးတော့ဒီ The Bandit Who Wouldn't Give Up ဆိုတဲ့ဒီအလောင်းကြီးပြပြီးတော့နော်အဲ့နာမည်နဲ့အဲ့ခေါင်းစဉ်နဲ့သူပစံရှာတယ်အဲ့သူအကုန်လုံးကအဲ့ဒီအလောင်းကြီးရုပ်ကြီးကဘယ်တော့မှဒီနာမည်ကြီးရဲ့လဲဆိုလို့ရှိရင်1936ခုနှစ်မှာလူလိန်2ယောက်ကသူတို့ကဒီအမာရဲ့ညီကိုတွေပါဆိုပြီးတော့ဒီအလောင်းကိုလိန်ထုတ်သွားတယ်ဒါပေမဲ့တကယ်တမ်းသူတို့ကနေလဲဖြစ်ပြီးသမားတွေဖြစ်နေရပါဘောနော်
ဒီဓမြကြီးကအမေရိကန်တနိုင်ငံလုံးကိုမှလှည့်လေပြန့်တာပြီးတော့ပတ်စံရှာခဲ့ကြတယ်အလိုနဲ့နှစ်တေကြလာတဲ့အခါကျတော့အလောင်းကဒီဆေးရည်ကြောင့်မလို့ချုပ်ကပ်ပြီးတော့ဒီသားတွေကလည်းညိုမဲလာတော့ပြီးတော့လူရအဲ့ဟာကြီးကိုအဲ့မှာမကာဒီရဲ့အလောင်းကိုအလောင်းအစ်စ်လို့တော့မှမထင်တော့ဘဲနဲ့ဒီဖေးအောင်ရုပ်လို့ဒါမှမဟုတ်ဒီစက်ကူရုပ်လို့သူတို့ထင်လာကြတယ်ဒီတရေအိမ်နေရုပ်ရှင်ုံနေနဲ့ဒီဖြောပြီးပွဲပေါင်းစုံမှာလက်ပြောင်းလက်လွဲနဲ့ဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့နောက်ဆုံးကြတော့မကာဒီအလောင်းကိုဒီကယ်လီဖိုးနီးယား The Pike ဆိုတဲ့ကစားကွင်းကတရေအိမ်ထဲမှာဒီလိမ္မော်ရောင်ရင်းဆေးတုပ်ပြီးတော့ကျိုးဆွဲချထားရဲ့ပုံစံတိုင်းနဲ့ပြထားတယ်ပေါ့ပြထားပါလေရောအဲ့ကမှာအဲ့ချိန်မှာသူတေဆုံးပြီးတော့65နှစ်ကြာနေပေါ့နော်1986ခုနှစ်ရောက်တဲ့တရက်မှာတော့ဒီ That $6 millionမင်းဆိုတဲ့ရုပ်တံဇလန်းတွဲကအဲ့ဒီတရေအိမ်မှာလာပြီးတော့ရိုက်ကြတယ်ရိုက်ကြတဲ့အခါမှာရေကိုရေးဖွဲ့သားတွေကအဲ့ဒီရုပ်ကိုရွှေ့ဖို့ပေါ့နော်ဟိုပဲဒီပဲရွှေ့ဖို့ကင်လိုက်တဲ့အခါမှာအယုတ်ရဲ့လက်မောင်းကြီးကကျိုးပဲပြီးတော့ထွက်လာအဲ့တော့မှဒီထဲကလူရိုးနဲ့အသားစားတွေထွက်လာပြီးတော့အကုန်လုံးကကျောင်းတကြားထအော်ကြတာပေါ့အယုတ်တကယ်ကဒါအယုတ်မဟုတ်ပါဘူးတကယ်လောင်းကြီးပါပေါ့အဲ့နဲ့ရတပ်ဖွဲ့တွေကဒီဆေးပဆိုင်ရာတန်းကျင်သူတွေလည်းချက်ချင်းရောက်လာပြီးတော့စစ်ဆေးတဲ့အခါမှာဒါအယုတ်မဟုတ်ပဲနဲ့ပြီးရဲ့နှစ်ပေါင်းများစွာမှာပျောက်ဆုံးသွားတဲ့ဒီဓမြအမာမခါဒီရဲ့ရုပ်လောင်းဖြစ်တယ်ဆိုတာပြီးတော့သူ့ရဲ့ပါဇက်မှာလည်း1912ခုနှစ်ကသတင်းစာဖြတ်ပိုင်းနေနဲ့လက်မှတ်တွေရှိနေသေးရကိုတော့တွေ့ရပါတော့အဲ့တော့နောက်ဆုံးမှာသူနိုင်ခွင့်ရသွားပါတယ်နိုင်ခွင့်ရသွားကြတော့1989ခုနှစ်အီဗီလာမှာပေါ့နော်အမာမခါဒီရဲ့ရုပ်လောင်းကိုအိုကလာဟိုမာပြည်နယ်ကတုတ်တန်တစ်ခုမှပြန်ပြီးတော့ဒီမြုံနှံပေးခဲ့ကြတယ်ဒီတစ်ချိန်မှာတော့သူ့အလောင်းကိုဘယ်သူမှခိုးလို့မရအောင်ဒီလက်လေပြတ်တတ်လို့မရတော့အောင်ပေါ့နော်ခေါင်းသလားအပေါ်ကနေပြီးဒီကွန်ကရစ်အထူကြီးကိုလောင်းပြီးတော့တခြားလေးပိတ်ဆို့မြုံနှံပေးခဲ့ကြပါတယ်အသက်ရှင်တော့ကတော့ဓမြအဖြစ်မအောင်မြင်ခဲ့ပြီမဲ့တည်ပြီးတော့မှအမေရိကန်သမိုင်းမှာဒီဆန်းပြားဆုံးနေလဲဖြောပြီးပစ္စည်းဖြစ်တဲ့ဒီအမမခါဒီရဲ့ဇလန်ကတော့ဒီနေ့အထိပြောစမှတ်တင်နေစေဖြစ်ပါတယ်ရှင်ဒီနေ့ဇလန်ကတော့တုံးတယ်လို့ပဲပြောရမလားဒီကန်ဆိုးတယ်လို့ပဲပြောရမလားရရက်ခဲ့ငိုရက်ခဲ့တနာစီကအမမခါဒီရဲ့ဇလန်လေးကိုဘယ်လိုထင်မြင်ကြလဲ comment ကိုပြပြပေးတော့ပါအောင်နော်